ဒီနေ့ကတော့ကြက်ကင်ကို air fryer နဲ့ကင်စားမှာပဲဖြစ်ပါတယ်ဒါကတော့ဈေးထဲကဝယ်လာတဲ့ကြက်သား9000မို့ပါကြက်ရင်မုံတစ်လုံးလည်းပါပြီးတော့ကြက်တောင်ပန်းလေးလည်းပါပါတယ်ဒီထဲကိုအချုံမုံနည်းနည်းခရူးစီပဲငန့်ပြားရဲ့အကြည့်ရဲ့ပြီးတော့ဒါကတော့ထောင်းထားတဲ့ဂျင်းပါထောင်းထားတဲ့ဂျင်းကိုတော့အဖက်တွေမပါအောင်လို့တေချာရေးခရူးစိုက်ပြီးတော့အရေးတွေပဲညှစ်ထည့်ပါမယ်ပြီးတော့တေချာသမအောင်နေပါမယ်ကြက်သားတုံးလေးတွေအရသာဝင်သွားပြီဆိုလို့ရှိရင်တော့ရေခဲတက်တာတွေမှာထည့်ပြီးတော့တနားရီလောက်နှက်ထားပါမယ်အသားနှက်ထားတာတနားရီအချိန်ပြည့်သွားပြီဆိုလို့ရှိရင်တော့အဲ့ဒီအသားကိုစီလေးနည်းနည်းလေးထည့်ပြီးတော့နေလိုက်ပါမယ်ပြီးရင်တော့ air fryer ထဲမှာတုံးချင်းညီညာလေးတွေအသားတုံးလေးမထက်နေအောင်လို့ထည့်ပါမယ်ပထမတစ်ချိန်မှာဒါ200ဒီဂရီဆယ်စီယပ်နဲ့18မိနစ်လောက်ကင်ပေးလိုက်ပါမယ်ဒါပထမတစ်ခါမှာအချိန်ပြည့်သွားပြီဆိုတော့ထုတ်ကြရတဲ့အခါကျတော့ဒါကြက်သားတုံးကတော့လုံးဝ share ပဲပေါ့နော်ဒီကြက်သားကနေပြီးတော့ဒါစီရထွက်လာတော့တော်တော်ကြီးများသွားတယ်အဲ့တော့ဒီဘက်ချမ်းကကြက်ပြီးသွားပြီဆိုတော့နောက်တစ်ဖက်ကိုလှန်ပေးလိုက်ပါမယ်ဒီတစ်ခါမှာတော့ဒါတစ်ဖက်ကကြက်ပြီးပြီဆိုတော့160ဒီဂရီဆယ်စီယပ်နဲ့18မိနစ်လောက်ပဲထပ်ပြီးကင်ပေးလိုက်ပါမယ်ကဲနောက်ဆုံးမှာတော့အရသာရှိလာတဲ့ဆိုင်တွေမှာကြော်ရောင်းတယ်လို့မျိုးပေါ့နော်ကြက်တောင်မှန်ကင်လေးကိုရပါပြီအရသာကိုမြင်ကြည့်လိုက်တဲ့အခါကျတော့ तू ကကြက်သားရဲ့ဒီအချိုအရသာလေးလည်းရရပါတော့အခုမှ air fryer တွေကထုတ်ထားမလို့အထက်အတွင်းသားလည်းနူးညံ့ညံ့အီလေးရှိတယ်ပြီးတော့ဝါးလိုက်တဲ့အချိန်မှာပေါ့နော်ဒီကြက်သားကလည်းဒါစီနည်းနည်းလေးပဲထည့်ထားဖြစ်တဲ့အတွက်ကြောင့်ဟိုကြော်ထားသလိုမျိုးအသားတုံးထဲမှာလည်းအစီရဲ့အီမနေဘူးချိုလေးခံစားရတယ်အဲ့တော့ကြက်သားခင်လည်းစားခြင်းနဲ့ဒါကျန်းမာရေးနဲ့လည်းညီညွတ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီလိုမျိုးအိမ်မှာပဲ air fryer နဲ့ကြော်စားကြည့်ဖို့အတွက်အကြံပေးချင်ပါတယ်